ဒီဘုရားနဲ့ကျွန်တော်တို့တာပါနော်ကျွန်တော်ပရိညင်လူစာချုပ်အသွေးတော်နဲ့စာချုပ်ချုပ်ထားတယ်ဆိုတာကဒီနေ့သူရဲ့အသွေးတော်အဖြစ်မထိုက်တန်ခြင်းကိုထိုက်တန်ခြင်းဖြစ်စေတယ်ကျွန်တော်အခုတော့အဲ့ဒီအမြင်နာမနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီမှာအတန်းမှာဆင်ခြင်မိတဲ့ရတဲ့ခုဖြစ်တယ်နောက်တစ်ခါတရားမှန်ရတယ်ဟုတ်အမြင်နာမနဲ့ပတ်သက်ပြီးတော့ဘုရားကကျွန်တော်တို့ခေါ်တဲ့နာမည်နော်မှန်တော့လည်းရတာပေါ့ဒီပဒင်းညင်ဆိုတာယေရှုရဲ့အသွေးတော်ကြောင့်ကျွန်တော်တို့ကအဲ့ဒီနာမည်ခေါ်ခံရတာဒီအကြောင်းကျွန်တော်အရင်တုတ်ကြည့်ပြီးတော့မှဆင်ခြင်နေတာဖြစ်တယ်အခုတော့ကျွန်တော်ပြောထားမယ်လီဆူအစီအစဉ်မှာဟောမယ်အဲ့ဒီအကြောင်းဆိုတော့ဒီနေ့ခရစ်တော်ရဲ့အသွေးတော်အပြင်ဒီနေ့ကျွန်တော်တို့ဟာပြောင်းမတော်သူခရစ်တော်ရဲ့အသွေးတော်အပြင်ဒီနေ့မင်္ဂလာရှိတော်သူဖြစ်တယ်အဲ့တော့ဗဒိညံလူဆိုတာကအလကားဟိုလူတွေစာချုပ်ချုပ်တာတော့မှအတမခိုင်မာတဲ့အရာဖြစ်တယ်လေစာချုပ်ဖောက်ပြန်မှာဖြစ်တယ်ဒီနေ့ဖယားကကျွန်တော်တို့အသွေးတော်နဲ့ချုပ်ထားတဲ့ဗဒိညံဆိုတာကဘယ်တော့မှမပျက်စီးတဲ့ဗဒိညံဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကိုယ်တိုင်ဟာဗဒိညံလူဖြစ်ကြောင်းကိုဝန်ခံတဲ့ကျွန်တော်ချီးမွမ်းရအောင်